လို့ခေါ်တဲ့ကောင်းမလေးတယောက်ကသမီးမရဲစာစားနေခဲ့ပါရဲ့အဲ့လိုနဲ့စတေလာကဒီပါမင်္ဂလာဆောင်ကဟိုနားမှာဆိုတော့ဘောက်ကန်နဲ့သူငယ်လာပဲငါဘယ်လိုနေလို့နေရမလဲမသိတော့ဘူးကဆိုပြီးတော့သူကလမ်းလျှောက်ထွက်လာခဲ့ပါရဲ့အဲ့လိုနဲ့ပန်းကျန်တနေရာအရောက်မှာတော့တနေရာအရောက်မှာတော့ဒီနေရာကတော်တော်လေးကိုတာရတာပဲခလေးနဲ့ဆိုတော့ခဏထိုင်နေလိုက်ပါအောင်မယ်အဲ့လိုနဲ့ဒီဟာလို့ခေါ်တဲ့ကောင်လေးကလည်းအဲ့ပန်းချံကိုလာနေခဲ့တာပေါ့ဟာကွာဒီနေ့မနက်ခင်းကတော်တော်မှတော်တော်တာရတာပဲcrime လောက်ကတည်းကဆိုရင်လောက်ခဲ့ဖို့အတွက်တောင်းစီကြပါဆိုတော့ let's go ဟာမကောင်မလေးပဲလာလိုက်ကြကွာထားလိုက်ပါတော့ဖုန်းကြောင်းနေတော့ဟိုကသူကဒီညလေးမှလာထိုင်နေလိုက်ပါရဲ့ဆိုတော့တာရပဲအဲ့လိုနဲ့စတေလာကဟာဒီနေ့တနင်္ဂနွေလေးဆိုတော့စပင်းလေးသွားရှာရမယ်မိနေရဆိုတော့ဒီတိုင်းလမ်းလျှောက်ပြီးတော့ပဲသွားလိုက်ပါအောင်မယ်လေကားလမ်းကွက်မှာဆိုဟိုဘက်ဒီဘက်ကြည့်ပြီးသွားမယ်မြန်ပြေးရမယ်အိုးကြော်ပါကြည့်ရရိုးတော့ရအောင်ပြီဆိုသွားလိုက်ပါအောင်မယ်ဒီဟာကတော့အချစ်ဇလန်တွဲလေးဖြစ်ပါရဲ့ပေါ့နော်ပြီးအချစ်ဇလန်တွဲလေးကိုတင်ပြလာပြီးတော့တင်ပြရပါပေါ့နော်စပင်းညက်ဆိုင်ရောက်သွားတော့အခါစပင်းညက်ဆိုင်တော့ရောက်ပြီးပေါက်တယ်တော့နည်းနည်းမစီညံတော့ဘူးဆိုတော့အမကြီးစပင်းလေးညက်ချင်လို့နော်အဲ့လိုအမကြီးဟဲဆိုင်ရနေကြည့်လိုက်ပါရှင်ဟုတ်ကဲ့စပင်းလေးဆိုင်ချင်လို့နည်းနည်းလေးညစ်မှာပေါ့နော်ဟုတ်ကဲ့နေရာမှာသွားထိုင်ပေးပါနော်ဟုတ်ကဲ့သွားထိုင်နေလိုက်ပါမယ်လေစပင်းလေးပုံစံလေးလည်းအမနည်းနည်းလေးကြည့်ပြင်ရပါပြီနော်ညီမလေးဘလူးပုံစံလေးလည်းအမခဏနော်အမဖုန်းထဲကနေရှာကြည့်လိုက်အောင်မယ်ညီမဒီလိုပုံစံလေးတော့ရှာလိုက်တော့ဆိုင်ပြီးသွားပြီနော်အမကျေးဇူးတင်ပါတယ်ကဲဒေါ်လာ300ပါနော် thank you ပါအမကျေးဇူးတင်ပါတယ်နောက်လည်းလာပေးနိုင်ပါစေကဲပါညီမလေးစပင်းလက်ဆိုင်ပြီးဆိုတော့သွားလိုက်ပါအောင်မယ်ငါတော်တော်ကလေးပုံစံပေါက်သွားပဲအခုမှလည်းကိုပြန်ကြည့်အဲဆိုအိမ်ကိုပြန်လိုက်ပါအောင်မယ်လေအိမ်ကိုရောက်တော့အိမ်ကိုရောက်ပြီးငါတောင်လေးကိုစာကြည့်လို့နေကြတာပဲတောင်လေးကိုစာကြည့်လိုက်ပါအောင်မယ်လေမီလာကြောင်လေးလာကြောင်လေးကိုစားကြည့်ရမယ်ကြောင်လေးကိုလည်းစားကြည့်ပြီးသွားဆိုကြောင်လေးဗီဒီယိုလေးနေတယ်ငါဖုန်းသုံးနေရောက်ပြီဆိုတော့နည်းနည်းဖုန်းသုံးလိုက်ပါအောင်မယ်တင်ထားတဲ့ဗီဒီယိုလေးတွေဘယ်လိုများဖြစ်နေပြီလဲဆိုတော့ပြီးရင်ဟင်းနေပါချက်ကောင်မယ်ဆိုတော့ဖုန်းသုံးလိုက်ပါအောင်မယ်အချစ်ဇလန်တွေရိုက်ခိုင်းနေရပဲသွားရိုက်လိုက်ပါအောင်မယ်လေသွားလိုက်ပါအောင်မယ်လေလာ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 Hi guys အားလုံးပဲမင်္ဂလာပါဆိုတော့ Vision အားလုံးပြန်လို့ကြိုဆိုလိုက်ပါဒီနေ့ BB ပါလဲဆိုတော့ပေါ့နော်အချစ်ဇလန်တွေပေါ့နော်ရိုက်ခိုင်းထားတယ်ပေါ့နော်ညီမလေးတို့အချစ်ဇလန်တွေလာရေးပြဖြစ်ပါတယ်ဆိုဗီဒီယိုမစခင်မှာ channel လေးကို like and subscribe လုပ်ပါတင်လောက်ထားပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်ပြီးတော့ခါဗီဒီယိုတင်ပြီးသွားပြီဆိုတော့သွားလိုက်ပါအောင်မယ်ဒီဗီလေးခဏထိုင်ကြည့်လိုက်ပါအောင်မယ်လေ
တော့ကြည့်ပြီးသွားပြီငါထိုင်ပြီးတော့ဖုန်းလေးကြည့်နေလိုက်ပါဦးမယ်ပြင်အိမ်တန်းရှင်းလည်းလုပ်ပါဦးမယ်ငါထိုင်နေလိုက်ပါဦးမယ်လေဟာကောင်မလေးလာလိုက်တော့အခုတော့ပြန်သွားပြီဆိုငါလည်းငါအိမ်ကပြန်တော့ပါမယ်ကွာကွာဒါတော့ကျွန်တော် blog ကောင်းလေအဲ့လိုနဲ့သူကလမ်းကူးနေခဲ့ပါရဲ့မိမရှိုးတဲ့ကောင်လေးရဲ့လူရောမဟုတ်ပါဘူးဟာငါအိမ်ပြန်လိုက်ပါအောင်မယ်အိမ်ပြန်ရောက်ပြီဆိုတော့ငါလည်းအိမ်ထဲဝင်ပြီးတော့ဒီကောင်လေးဒီဘာနေပါစေကွာvlog video တင်လိုက်ပါအောင်ကွာငါကြောင်းသွားရမှာပဲအဲ့အော်မ9နာရီကျော်ဖြစ်နေပြီဆိုတော့အဲ့လိုနဲ့ကောင်လေးတီဟာနဲ့တိုင်းမိသွားတော့ခါအော်ရှင်လူလာလာနေရတာမမြင်ဘူးလားကိုတောင်းမပါရဲ့ကွာတောင်းမပါရဲ့နော်အနည်းငယ်တောင်းမပါရဲ့လာထနော်ထဘလို့လူမမသိပါဘူးလူလောက်လာနေရတာမမြင်ဘူးသွားအောင်မယ်ပေါ်ရပေါ်စီရမလားဒီလိုတငယ်ချင်းနေသပြေးထားလိုက်ကြလားဟုတ်တယ်လီလီရဲ့အေးငါအဟလာမရသွားပြီနော်လက်ကြောင်ဆရာလာတော့မယ်ဖုန်းတွေသုံးနေနေအေးပါထားတာကအဲ့ဒီကောင်လေးကသူနဲ့အတန်းတူနေရတယ်လေဟာအကောင်မလေးနဲ့ငါနဲ့အတန်းတူပါပဲအဲ့လိုနဲ့ကျောင်းပြန်ချိန်ရောက်သွားတော့ကျောင်းနဲ့ပြန်ရတော့မှဆိုတော့ငါတော့အားတော့မယ်ဟေးလာလေးငါတို့အတူတူသွားကြအောင်မနေ့ကအတွင်းငါတောင်းမပါရဲ့ဟောရပါတယ်အားဆိုသွားကြမယ်လေကဲကိုကအားမလို့လုပ်လိုက်ပါရဲ့ဆိုလဲသွားမယ်လေလာငါလက်ကိုကအဲ့ဆိုရင်ရှင်းနေကြပါလေတငယ်ချင်းတွေဖြစ်သွားပြီနော်ကိုကအိမ်ကိုအတူတူပြန်လာတယ်အိမ်အလဲကိုရောက်တော့အခါကောင်းပါလေအရှိအကျုပ်ခနဲ့ကြောင်းမိပြီးရှောက်ခောက်သွားတော့ခါဟာမင်းအစင်ပြေလာအလိုက်ပုံမဲဆိုကတွဲမျိုးလုပ်တော့အခါမထနိုင်ဘူးကျွန်မမထနိုင်ဘူးတော့ဒါဆိုလဲဘာမှမဖြစ်ဘူးလားဆိုကသူကအဲ့လိုကြည့်မလို့ပါဘူးရပါရဲ့ဘာမှမဖြစ်ပါဘူးကွာမင်းအိမ်ကြည့်လိုက်ပို့ပါမယ်ငါနေသေးလားအိမ်ရောက်ရင်မင်းရောက်ရင်လဲငါစီးထည့်ပေးမယ်နော်အိမ်မှာစီးရှက်မလားဟုတ်အဲ့လိုနဲ့ကောင်းမလေးစိတ်ထဲမှာတော့သူကငါပေါ်မှာတော်လူကောင်းပါပဲဒါမင်းမလားဟုတ်ကဲ့လာထိုင်နားလာပါလေလာလူပြမယ်နော်ဟောရပါရဲ့ရှင်ဟိုဒီလိုမျိုးမလုပ်ပြပါနဲ့ရပါတယ်ကွာသူကလုတ်ပြီးတော့ခါဆိုတက်တာလောက်ပါပြီငါလည်းအားရမယ်နော်မနေ့ပြန်ကြရင်မလားနိုင်ကြအောင်မလားနဲ့ငါသာခွင့်တိုင်နေမယ်ဟုတ်ကဲ့ပါရှင်ကောင်မကြီးလှလိုက်တာကွာလို့ပြောကဖုန်ကြောင်နေခဲ့ပါတယ်အဲ့လိုနဲ့ပဲသူလည်းအိမ်မလို့လောက်ပါဟာဟိုက
တိုင်းနေပါလေးကြည့်နေကြတာပေါ့လာလီပါလီလဲလိုက်ပါမယ်ကွာအပိုင်းတစ်ကလေးရောဒီမှာပြီးဆုံးသွားပါပြီအပိုင်းနှစ်ကိုကြည့်ကြည့်ရင်တော့ပတ်ထူလို့မှန်းကြလို့ရပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးရောဒီလောက်ကတက်ရင် like and subscribe လုပ်ခဲ့ပြီးမင်းနောက်ဒီလိုနှစ်ကဘာဆက်ဖြစ်သွားမှာလဲဆိုတာကြည့်ချင်တော့အပိုင်းနှစ်လေးကြီးပဲပါသမီးရောဒီဆက်တူမတ်ပြီးပြီးတူပါရဲ့အားလုံးပဲဘိုင်ဘိုင်ပါ